ကလေးတို့ဒီပုတ်လုံးနဲ့ရှေ့မှာတင်ထားတဲ့အမှတ်စဉ်၄အဲ့ဒီ၄ကိုဒီဟာလေးတွေကစားတာလေးတွေဒါလေးတွေကစားတာလေးတွေဒီကောင်ကစားတာလေးတွေကိုဟုတ်ကဲ့တိုက်ခိုက်ပြီးနဲ့ရှင်းပြမယ်ဒီလက်လေးတွေဘာကြောင့်ယူသွားတာဆိုတဲ့ဟာမျိုးဒီလိုလိုက်ကျင့်လို့ရအောင်နှစ်ယောက်တွဲပြီးကျင့်လို့ရဒီပြပေးမယ်ဒီပညာဒီမိန်းကလေးယောက်ျားလေးအကုန်လုံးသင်လို့ရတယ်လိုက်ပြီးတော့သင်ရပါနော်ကဲဒါပြမယ်ဒါဒီပါမယ်ဟုတ်ရဲ့ဟုတ်မယ်ဒါဒီဒါမဝိုင်းလိုက်အဲ့တော့ဒီမှာနော်ဒီမှာဒါပုတ်လုံးမှာကစားနေတဲ့ဟာဟုတ်ဟုတ်ရှက်ကရှောဟုတ်ဒီမှာဖာဝေးသွားပြီဟာလိုက်ထိုးတယ်ကတ်ထိုးတယ်ဒီမှာကတ်ရှောမဝေးသွားပြီလိုက်တယ်ပြန်တိုက်တယ်ဟုတ်တော့ပြန်နေတယ်ထိုးဖာဟုတ်โอเคပြီလားပြည်တယ်ဟုတ်ဒီမှာလိုက်ထိုးကတ်ထိုးဒါကြီးလိုက်ကျင်းရနော်အဲ့တိုင်းပုလုံးကိုလည်းကစားထိုးတဲ့ဟာကိုလည်းအဲ့လိုလက်ကလေးတွေနဲ့ကစားနိုင်ရမယ်အဲ့ဒါမှတိုးတက်မှာကြိုက်တဲ့ပညာရှင်လိုက်ကစားလို့ရပါတယ်တွဲပြီးကစားလို့တိုးတက်သွားရင်ဥတဲ့ဝမ်းသာတယ်လေးစားတယ်ကွာကလေးတို့โอ้ရှေ့မှာဒါအိတ်တန်းတက်ကိုရှေ့မှာပြပြီးသားအဲဒါလေးနဲ့ကြော်ပြီးတော့ကလေးတို့ကျင့်လို့ရအောင်ပြမယ်နော်မနေ့ကတော့ဗျိုင်းအခြေခံလေးတွေကိုပြပြီးတော့အခြေခံ3ကြီးကိုပြထားတယ်ဒါပြီးရင်နောက်ရက်မှာကြောင်လင်းဘလူးသွားတယ်ကြောင်လင်းနဲ့ဘလူးသုံးလို့ရတယ်ခင်းရင်းကွားနဲ့ဘလူးသုံးလို့ရတယ်ဆိုတော့ပြပေးမယ်နော်အခုတော့ဒီဥစ္စာကိုဒီကောင်စုံတက်တယ်ဒီကောင်စုံတက်တယ်ဒါစုံအိတ်တန်းတက်အဲ့ဒါကိုဒူးဆောင်လိုက်ပါမယ်အဲ့ဒါကိုတိုက်ခိုက်နေနဲ့တွေ့ပြနော်အဲ့တော့ဒီကောင်သွားဒါပြီးတော့ဒါရာမင်းကြိုက်လို့ဒီဘက်ကနေတိုက်ဖြစ်မြန်ပြဒီကောင်တော့ပိတ်တယ်ဒါအမြန်နော်ကလေးတို့ရှင်းပြမယ်ကြိုက်ဖွာထောက်နော်ဖြည်းပြမယ်ဖွာစုဟုတ်လားအဲ့တော့ကြိုက်ဖွာထောက်ကနေအဲ့တော့ဗာလဲဖွာ